ဟောလိုက်တာတနေကုန်တနေကန်နော်လောက်ကစားတော့အမလေးဟာသမုတ်တရားဝမ်းတစ်ဖရာမို့လို့တာဝမ်းတစ်ထောင်လားဆိုရင်ဖင်နေရပါချွေးပါထွက်အားလည်းချိန်တော့ဘုံနဲ့ပြီးပါအားလည်းချိန်တော့တစ်တော်လေးပါတော့ကြည့်ပါတနေ့နဲ့တနေ့စားလိုက်တောက်လိုက်နဲ့တဲမာနေလို့ပြင်းလို့ပါဆိုဖုံးလေးပုတ်ခါမှာဟိုလူကစောင်းတင်လိုက်ဒီလူကစောင်းတင်လိုက်ဟိုလူကပြဿနာရှာလိုက်ဒီလူကရှယ်ဝါလိုက်နဲ့အားနဲ့နီးမျိုးစုံနဲ့စောက်ပြဿနာကိုတက်နေတာအဲ့လူတွေငါနဲ့အပြင်မှာတွေ့လို့ရတော့လေလဲညိုတနေပြီးပါးနေကြီးပဲရိုက်ချင်တာတဲ့လားဒင်းတို့တွေတော့တော်ဟေးဟာလေကွာဘာတွေအာကုသို့ယူနေတာဖုံးနေရနေပြီးတော့ဒီမှာလေစောက်တင်းနေပြောနေတာအားနဲ့ဟိုလူကပြဿနာရှာလိုက်ဒီလူကပြဿနာရှာလိုက်အဲ့မှာဂျားထဲမှာတိုင်ပတ်နေဒီ Facebook ပေါ်မှာအလောကနေပင်မန်းလို့ပူရတဲ့ကြားတယ်မင်းကတမျိုးနော်ဖုံးထဲကနေစိတ်တုန်နေတယ်နော်မင်းဖုံးထဲမှာလိုက်ပြီးတော့စိန်ခေါ်နေတယ်မင်းဘလူးတွေကိုစိန်ခေါ်နေFacebook အားတွေကိုပြောနေတာဟိုလူကိုစောင်းတင်တယ်ဒီလူကိုစောင်းတင်တယ်အဲ့တယောက်ကထက်ရှဲသွားတယ်ဟိုလူကိုပြဿနာရှာသလိုဒီလူကိုပြဿနာရှာလို့မထီကလို့ထီလို့လုပ်နေတာငါဒေါသနဲ့မရဘူးဒီကောင်လေးဟုတ်သူ့မှနေဖြစ်တာမင်းကဘာဒေါသဒေါစရာရှိလို့ငါတို့ဖုံးငါတက်တိနဲ့ဆိုမရဘူးကွာဒီကောင်တက်တိလည်းမရှိဘူးအားချောင်းနေတာတက်မင်းချောင်းနေတာမင်းဘလောက်တက်တိရှိတယ်မင်းဘလောက်တက်တိရှိတယ်မင်းကဘာပြောတာအလုပ်ပင်မန်းနေတာနော်အလုပ်ပင်မန်းနေတာမှပူလို့ဆိုပြီးတော့အပြင်ထွက်တိုင်နေတာအလုပ်ပင်မန်းတာမင်းဘလောက်တက်တိရှိတယ်ဟုတ်လေမင်းမအလုပ်ပင်မန်းတာမင်းကမင်းမရမင်းယူလို့ပင်မန်းတာလေမင်းမရမင်းရှာကြအလုပ်မလုပ်ချင်ငါတို့လူပြလို့နေလေငါတို့လူပြလို့နေလေမဟုတ်ပါဘူးလူပြနေတာဟုတ်ပါတယ်မင်းဘာလို့အဲ့လိုတက်တိကြောင်းနေပြောတာငါသင်ရောအမြင်ကတ်လာပြီမင်းကိုကြည့်ရတာတော်ပြဿနာရှာလို့ငါပြောတာလေတော်တက်တိမရှိဘူးလေတက်တိရှိအပြင်မှာချရပါတယောက်ချင်းစိန်ကုန်ပြီမင်းဘလောက်တက်တိရှိပြောမင်းဘလောက်တက်တိရှိတက်တိရှိတာဗောတက်တိရှိတာဗောတချင်းလို့ရတက်တိရှိတယ်မင်းတက်တိရှိတာရှိတယ်မင်းတို့ကငါလည်းတက်တိရှိတယ်ဟဲ့အားရမင်းတို့ပဲတက်တိရှိတယ်ဟဲ့အားရဒီပါတော့သိပြေသွားပြီမင်းတက်တိကြောင်းနေရမ်းပြောနေလို့လေမင်းတက်တိတော့ရှိတယ်ရှိတယ်ရတယ်မင်းကခါလည်းတက်တိရှိတယ်ကွာရမင်းကတက်တိတမ်းမရပါလို့လားမင်းတော့မဟုတ်သေးတယ်ဟာသေးတယ်မင်းကငါတက်တိရှိတယ်ဟဲ့မင်းကငါတက်တိရှိတယ်မင်းလို့လားမင်းထားလည်းငါစက်တိရှိတယ်ကွာရတမ်းမပါလို့လားမင်းတော့ဟာသေးတယ်လေဒီကောင်ဝါလာမလုံးနဲ့မလုံးနဲ့တော့မင်းကလည်းဒါကမင်းကဖြစ်လားအဲ့မင်းကတက်တိရှိတယ်ကွာမင်းကတက်တိရှိတယ်သေဖို့လားပြလာသေဖို့လားမင်းကောင်းမလားတက်တိရှိတယ်နိုင်လာမယ်နော်တက်တိရှိတယ်မလိုက်လာနဲ့လို့ပြောတာရောမလိုက်ရနော်မင်းသေဖို့သာပြလာမင်းမပြေးနဲ့လိုက်နေနော်မလိုက်နဲ့နော်လိုက်လာလို့ရမလိုက်လာလို့ပြောရသေဖို့လားပြလာမလိုက်လာလို့ပြောရမင်းခုစေမလိုက်လာလို့ပြောရမလိုက်လာလို့ပြောလာမင်းပြောလာတက်တိရှိတယ်တော့ဟမ်မင်းပြောတက်တိမသေဖို့လားပြေးတော့မင်းတက်တိရှိနေလားရှိနေတော့ပါဘူးဗျာ